အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့မှာတော့တစ်ချိန်မှာဂျော်ရှွာဘန်ရဲ့ပြိုင်ပွဲတွေဖြစ်လာနိုင်တယ်လို့ ranking ထိပ်ပိုင်း fighter တွေလည်းဖြစ်ပြီးတော့မနက်ဖြန်မှာရှင်းပြကြမယ် American fighter ရိုဘာနဲ့ England fighter ကာဘာနက်တို့ပွဲအကြောင်းနည်းနည်းပြောချင်ပါတယ်ဆိုတော့အဲ့ဒီပွဲကတော့ကျွန်တော်တို့ fighter လေးဂျော်ရှွာဘန်လည်းမဖြစ်မနေစောင့်ကြည့်တဲ့ပွဲတစ်ပွဲပါအဲ့တော့ဂျော်ရှွာဘန်ဘာလို့စောင့်ကြည့်တဲ့လဲဆိုတဲ့အချက်ကို American fighter ဘရန်ဒန်ရိုဘာရဲ့အကြောင်းနဲ့ကျွန်တော်ရင်ဆုံးရှင်းပြချင်ပါတယ်ဆိုတော့လက်ရှိဂျော်ရှွာဘန်ချန်ပီယံအဖြစ်ကြီးစိုးနေတဲ့ UFC flyweight ranking မှာဘရန်ဒန်ရိုဘာကအဆင့်4 fighter တယောက်ပါအဲ့တော့ American fighter ရိုဘာကမနေ့က UFC 317ပြိုင်ပွဲမှာဘန်ကိုမန်နဲ့ရှုံးနိမ့်ထားတဲ့ fighter တယောက်လည်းဖြစ်ပါတယ်အဲ့တော့လက်ရှိ ranking အဆင့်4က American fighter ရိုဘာအနေနဲ့အခုလာမယ့်ပွဲအပါအဝင်နောက်တစ်ပွဲလောက်ဆက်နိုင်ရမယ်ဆိုရင်တော့ဘန်နဲ့တွေ့လာနိုင်မှာသိချပါတယ်ဆိုတော့ American fighter ဘရန်ဒန်ရိုဘာကမနေ့ကဘန်ကိုရှုံးတဲ့ပွဲပြီးမှနောက်တစ်ပွဲဖြစ်တဲ့မာနေကန်တဲ့ပွဲမှာလည်းထပ်မံရှုံးနေခဲ့တာဖြစ်ပြီးတော့အဆင့်4ရောက်သွားခဲ့တာပါအဲ့တော့နှစ်ပွဲဆက်ရှုံးဆိုတဲ့ရလဒ်ဆိုကိုတော့ရိုဘာလုံးဝသဘောမကျမှလည်းသိချပါတယ်ဒါကြောင့်မနက်ဖြန်မှာရှင်းပြမယ်အင်္ဂလန်ဖိုက်တာကာဘာနက်တဲ့ပွဲမှာရိုဘာမဖြစ်မနေနိုင်အောင်ကစားမှဖြစ်ပြီးတော့ဘန်နဲ့ချန်ပီယံလုပ်ခွင့်ရဖို့အတွက်အစွမ်းကုန်ကြိုးစားလာမှလည်းသိချပါတယ်ဒါကတော့အမေရိကန်ဖိုက်တာဘရန်ဒန်ရိုဘာကတစ်ချိန်မှာပြန်မဲ့တယောက်ဖြစ်လာနိုင်တဲ့အတွက်ဂျော်ရှွာဘန်စောင့်ကြည့်တဲ့ဆိုတာကျွန်တော်ရှင်းပြတာပါအဲ့တော့အမေရိကန်ဖိုက်တာရိုဘာထက်တောင်ဂျော်ရှွာဘန်ပို့ပြီးတော့စောင့်ကြည့်တဲ့အင်္ဂလန်ဖိုက်တာကာဘာနက်ရဲ့အကြောင်းကျွန်တော်ဆက်ရှင်းပြခြင်းပါတယ်အဲ့တော့ဂျော်ရှွာဘန်ဘာလို့ပို့ပြီးစောင့်ကြည့်တဲ့လဲဆိုရင်မနက်ဖြန်မှာကျင်းပမယ့် UFC 329သတင်းစာရှင်းလင်းပွဲမှာအင်္ဂလန်ဖိုက်တာကာဘာနက်ကဘန်နဲ့ချန်ပီယံလူချင်းနဲ့ဆိုပြီးတော့ဘန်ကိုစိန်ခေါ်ထားတာပါလက်ရှိ UFC flyweight ranking မှာတော့ကာဘာနက်ကအဆင့်6မှာရှိနေတာပါအဲ့တော့မနက်ဖြန်ပွဲမှာရိုဘာကိုနိုင်ရမယ်ဆိုရင်တော့ ranking အဆင့်4နေရာကာဘာနက်တက်လန်းလာမှာပါဆိုတော့ကာဘာနက်အနေနဲ့နောက်တစ်ပွဲလောက်သာဆက်နိုင်ရမယ်ဆိုရင်ဘန်နဲ့ချန်ပီယံလူခွင့်အတွက်တောင်းဆိုလာမှာသိချပါတယ်လက်ရှိအသက်28နှစ်အရွယ်flyweight fighter လေးကာဘာနက်ကိုတော့အားလုံးကလည်းစောင့်ကြည့်နေကြတာပါအင်္ဂလန် fighter လေးကာဘာနက်က UFC flyweight fighter ဘာမှာစုစုပေါင်း၄ပွဲကစားထားတာဖြစ်ပြီးတော့၃ပွဲနိုင်တစ်ပွဲရှုံးထားတာပါမနက်ဖြန်ရိုဘာနဲ့ပွဲအတွက်ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာလည်းရိုဘာကိုနိုင်ယူပြီးရင်တော့ဘန်နဲ့ချန်ပီယံလူချင်းနဲ့ဆိုပြီးကာဘာနက်ဘန်ကိုစိန်ခေါ်ထားတာပါဆိုတော့ကာဘာနက်အနေနဲ့ဘန်ကိုစိန်ခေါ်ထားသလိုလူငယ်ခြေတက် fighter တယောက်လည်းဖြစ်တဲ့အပြင် ranking ထိပ်ပိုင်း fighter တယောက်လည်းဖြစ်လို့ဂျော်ရှွာဘန်စောင့်ကြည့်တင်တာဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာဘန်နဲ့တွေ့လာနိုင်တဲ့ရိုဘာနဲ့ကာဘာနက်တို့ရဲ့မနက်ဖြန်ပြိုင်ပွဲမှာဘယ်သူနိုင်ရသွားမလဲဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်ဗျာ